ယုံကြည်သူများကဏ္ဍဤကဏ္ဍသည်မိုးမင်းယုံကြည်သူများအကြောင်းပါဝင်သောကဏ္ဍဖြစ်သည်ဤကဏ္ဍသည်မကာမျိုးတော်၌ထုတ်ပြန်ပို့ချတော်မူခဲ့သောကဏ္ဍဖြစ်သည်ဤကဏ္ဍတွင်အာယတ်တော်118ပါးနှင့်ရုခုပိုက်9ပိုက်အသီးသီးပါရှိသည်အူဇူဘီလာဟီမနရှိုင်တောန်ရဂျီမ်ဘစ်မီလာဟ်ရဟ်မာန်ရဟီမ်အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသောအစဉ်တနာကျင်နာညတာတော်မူသောအလောရှင်မြတ်၏နာမတော်ဖြင့်အစာပြုပါ၏ဧကမလွဲအချင်းမိုးမင်းတဝင်ယုံကြည်သူတို့သည်အောင်မြင်ခဲ့ကြကြပြီထိုမိုးမင်းတဝင်ယုံကြည်သူတို့သည်မိမိတို့ဆောလာသွေးပြရာ၌ကျိုးနွန်သူများဖြစ်ကြကုန်၏၎င်းပြင်ထိုမိုးမင်းတဝင်ယုံကြည်သူတို့သည်အချီးနှင့်အကျိုးမဲ့အမှုကိစ္စတို့မှရှောင်ဖယ်သူများလည်းဖြစ်ကြကုန်၏ထို့ပြင်မိုးမင်းတဝင်ယုံကြည်သူတို့သည်မိမိတို့စိတ်နှလုံးများစင်ကြယ်တန်ရှင်းအံ့သောငါကောင်းမှုများကိုပြုလုပ်သူများဖြစ်ကြကုန်၏ထိုမှတပါးထိုမိုးမင်းတဝင်ယုံကြည်သူတို့သည်ကာမေတုမိစ္ဆာစာရကံကျူးလွန်ခြင်းမှမိမိတို့၏အရှက်အင်္ဂါများကိုစောင့်စည်းထိန်းသိမ်းသူများလည်းဖြစ်ကြကုန်၏မိမိတို့၏ဇနီးကျင်ရာများသို့မဟုတ်မိမိတို့လက်ရလက်များကပိုင်ဆိုင်သောတရားဝင်ကျွန်မိန်းမများမှတပါအကြောင်းမူကားမိမိတို့ဇနီးကျင်ရာများသောနှင့်၎င်းတရားဝင်ကျွန်မိန်းမများနှင့်သော၎င်းတန်ဝါဒပြုခြင်းအပြင်တို့သူတို့သည်ပြစ်တင်ခြင်းခံထိုက်သူများမဟုတ်သောကြောင့်ပင်တို့ရာတွင်မည်သူမဆိုထိုဇနီးကျင်ရာများသို့မဟုတ်တရားဝင်ကျွန်မများမှကြော်လွန်၍အခြားအမျိုးသမီးများကိုတောင်းတရှာဖွေခဲ့မှုရင်းကဲ့သို့သူတို့သည်သာလျှင်စီကံကိုကျူးလွန်သူများဖြစ်ကြကုန်၏၎င်းပြင်ထိုမိုးမင်းတဝင်ယုံကြည်သူတို့သည်မိမိတို့ယုံကြည်လွှဲအပ်ခြင်းခံရသောတာဝန်များကို၎င်းမိမိတို့၏ဂတိဝန်ခံချက်များကို၎င်းစောင့်ထိန်သူများဖြစ်ကြကုန်၏ထို့ပြင်ထိုမိုးမင်းတဝင်ယုံကြည်သူတို့သည်မိမိတို့၏ဆလာသွေးပြုမှုတာဝန်ကိုဂယုဓမ္မပြုသူများလည်းဖြစ်ကြကုန်၏ထိုမိုးမင်းတဝင်ယုံကြည်သူတို့သည်ပင်လည်းအမွေခံမိသူများဖြစ်ကြကုန်၏၎င်းတို့သည်ဖီရဒေါက်စ်တည်းဟူသောဥယျာဉ်ကိုအမွေခံကြပေမည်၎င်းတို့သည်ယင်းဖီရဒေါက်စ်တွင်အစဉ်ထာဝရနေထိုင်မိသူများပင်ဖြစ်ကြကုန်သတည်းမချွတ်မလွယ်ငါရှင်မြတ်သည်လူသားကိုရှွန့်မြေ၏အစီနှင့်ဖြင့်ဖန်ဆင်းတော်မူခဲ့၏ထို့နောက်ငါရှင်မြတ်သည်ထိုလူသား၏အဆက်အနွယ်ကိုလုံခြုံသောနေရာတစ်ခုတအိမ်တွင်း၌ကာလရေကြီးဖြစ်စေတော်မူခဲ့၏ထို့နောက်ငါရှင်မြတ်သည်ယင်းကာလရေကြီးကိုသွေးကဲအဖြစ်ဖန်ဆင်းတော်မူခဲ့ပြန်၏တဖန်ငါရှင်မြတ်သည်ယင်းသွေးကဲကိုအသားတုံးအဖြစ်ဖန်ဆင်းတော်မူခဲ့ပြန်၏တဖန်ငါရှင်မြတ်သည်ယင်းအသားတုံးကိုအယိုးများအဖြစ်ဖန်ဆင်းတော်မူခဲ့ပြန်၏ထို့နောက်ငါရှင်မြတ်သည်ယင်းအယိုးများကိုအသားဖြင့်တစားဆင်မြန်း၍ပြီးတော်မူခဲ့၏ထို့နောက်ငါရှင်မြတ်သည်ယင်းအသားဖြင့်ဆင်မြန်းပြီးဖြစ်သောအယိုးများကိုအခြားဆင်မြန်းဖန်ဆင်းအပ်သောအရာတစ်ခုအဖြစ်ဖြစ်ပေါ်၍လာစေတော်မူခဲ့၏သို့ဖြစ်ပေရာအကောင်းဆုံးသောဖန်ဆင်းတော်မူသောအလောရှင်မြတ်သည်အဘယ်မျှထူးကဲမြင့်မြတ်လှပါသနည်းတဖန်ဧကန်အမှန်အသင်တို့သည်ထိုထူးဆန်းအံ့ဩဖွယ်ဖြစ်သောအခြေအနေတို့ကိုကျော်လွန်ပြီးနောက်အမှန်ပင်အသက်တည်ဆုံးကြမည်သူများဖြစ်ကြကုန်၏တဖန်ဧကန်မလွယ်အသင်တို့သည်ကိယာမတ်နေ့တွင်ရှင်ပြန်ထကြရအံ့တည်း၎င်းပြင်မချုပ်ဧကန်ငါရှင်မြတ်သည်အသင်တို့၏ထက်ဝယ်မိုးခုနှစ်ထပ်ကိုဖန်ဆင်းတော်မူခဲ့၏စင်စစ်တော်ကငါရှင်မြတ်သည်အဖန်ဆင်းခံတို့ကိုလစ်လျူရှုထားတော်မူသောအရှင်မဟုတ်ပေထို့ပြင်ငါရှင်မြတ်သည်မိုးကောင်းငယ်မှမိုးရေကိုတင့်တော်သောအတိုင်းအတာချိန်ဆချက်နှင့်တကွာရွာသွန်းစေတော်မူခဲ့၏တပံငါရှင်မြတ်သည်ထိုမိုးရေကိုပထဝီမြေဝဲရက်တည်စေတော်မူခဲ့၏စင်စစ်တော်ကငါရှင်မြတ်သည်ထိုမိုးရေကိုပပျောက်စေခြင်းငါတက်ဆွမ်းနိုင်တော်မူသောအရှင်လည်းဖြစ်တော်မူပေသည်ထို့နောက်ငါရှင်မြတ်သည်ထိုမိုးရေဖြင့်အသင်တို့အဖို့စွန်ပလွန်ချံများကို၎င်းစပြည့်ချံများကို၎င်းပေါက်ရောက်စေတော်မူခဲ့၏အသင်တို့အဖို့ရင်းချံများနှင့်မြောင်များစွာသောတစ်သီးဝလံများသည်ရှိ၏ထို့ပြင်အသင်တို့သည်ရင်းချံများမှစားသုံးကြကုန်၏ထိုမှတပါငါရှင်မြတ်သည်တန်လွင်ပင်ခေါ်တစ်ပင်တစ်မျိုးကိုလည်းပေါက်ရောက်စေတော်မူခဲ့၏ထိုတစ်ပင်သည်တိနာတောင်၌ပေါက်ရောက်လေရှိ၏ထိုတစ်ပင်သည်စီကို၎င်းစားသုံးသူတို့အဖို့ဟင်းရာကို၎င်းထွက်စေသည်ထိုမှတပါဧကန်စင်စစ်အသင်တို့အဖို့ခြေလေးချောင်းတိရစ္ဆာန်များဖြစ်သောကလပ်အုပ်နွားသိုးစိတ်တို့တွင်စင်ញံသုံးသပ်ရန်အချက်သည်အမှန်ပင်ရှိပေသည်ငါရှင်မြတ်သည်အသင်တို့အား၎င်းတို့၏ဝမ်းတွင်း၌ရှိသောနှုတ်ရည်ကိုတိုက်ကြွေးတော်မူပေသည်
ထို့ပြင်အသင်တို့အဖို့၎င်းတို့တွင်များစွာသောအကျိုးကျေးဇူးများလည်းရှိသည်ထို့ပြင်တဝါအသင်တို့သည်၎င်းတို့အနက်မှစားသုံးကြလေသည်ထိုမှတပါအသင်တို့သည်ယင်းတိရစ္ဆာန်များပေါ်၌၎င်းသင်္ဘောများပေါ်၌၎င်းစီးနှင်းသွာလာတင်ဆောင်ကြကုန်သတည်း၎င်းပြင်အမှန်စင်စစ်ငါအရှင်မြတ်သည်နဗီတမန်တော်နူးအား၎င်း၏အမျိုးသားတို့ထံဆေလွတ်တော်မူခဲ့၏ထိုအခါထိုနူးကအိုငါ၏အမျိုးသားတို့အသင်တို့သည်လောက်ရှုမြတ်အားသာလျှင်ခါဝတ်ကိုးကွယ်ကြလိကုန်ထိုရှင်မြတ်မှတပါအသင်တို့၌ကိုးကွယ်ရာအရှင်ဟူ၍အလင်းမရှိပြီသို့ပါလျှင်အသင်တို့သည်အခြားအရာများကိုထိုရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်းမှမကြောက်ရွံ့ကြလေသလောထိုအခါထိုနူး၏အမျိုးသားတို့အနက်မယုံမကြည်သွေးဖဲညင်းပယ်ကြကုန်သောအကြီးအကဲတို့ကအချင်းတို့ဤနူးသည်အသင်တို့ကဲ့သို့ပင်လူသားတဦးသာလျှင်ဖြစ်ပေသည်၎င်းသည်အသင်တို့ထက်ကြီးကဲမြင့်မြတ်ရန်ကြံ့ရွယ်နေခြင်းပင်ဖြစ်ချေသည်စင်စစ်အကယ်၍သာအလောင်းရှင်မြတ်သည်ကျွန်ုပ်တို့အားတရားလမ်းမှန်သို့ရောက်စေရန်အလိုရှိတော်မူခဲ့ပါလျှင်ကောင်းကင်တမန်များကိုသာဆေလွတ်တော်မူခဲ့ပေမည်ကျွန်ုပ်တို့သည်ဤတဆူတည်းသောကိုးကွယ်ရာအရှင်ဟူသောစကားကိုမိမိတို့ရှေးသူဟောင်းများဖြစ်သောဘိုးဘေးတို့ထံမှတခါဘူးများပင်မကြားခဲ့ဘူးကြကြစင်စစ်ဤနူးသည်ယူသွချင်းဝေဒနာဆွဲကလျက်ရှိသောသူယူတဦးမှပင်ဖြစ်ပေရာအသင်တို့သည်၎င်းနှင့်ပတ်သက်၍ကာလတန်ကြာသည့်တိုင်အောင်စောင့်မျှော်၍သာကြည်နေကြလေကုန်ထိုနဗီတမန်တော်နူးကအိုကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၎င်းတို့သည်ကျွန်တော်မျိုးအားမဟုတ်မမှန်ဟု၍ညင်းပယ်ခဲ့ကြသောကြောင့်အရှင်မြတ်သည်ကျွန်တော်မျိုးအားကူညီဆောင်မတော်မူပါဟုလျှောက်ထားအသနာခံခဲ့လေသည်ထိုအခါငါအရှင်မြတ်သည်ထိုနဗီတမန်တော်နူး၏ထံသို့ဤသို့ဝဟီအမိန့်တော်ချပြန်တော်မူခဲ့သည်အိုနူးအသင်သည်ငါရှင်မြတ်၏မိန့်တော်ရာငါရှင်မြတ်၏မျက်စိအောက်တွင်သင်္ဘောကိုပြုလုပ်တည်ဆောက်ပါလေထိုနောက်ငါရှင်မြတ်၏အမိန့်တော်ရောက်ရှိလာ၍မုတ်ဖိုသည်စူပွက်လာသောအခါအသင်သည်တိရစ္ဆာန်အမျိုးအစားအသီးသီးတို့မှတစ်စုံစီကို၎င်းအသင်၏အိမ်သူအိမ်သားတို့အနက်မိန့်တော်ထုတ်ပြန်ပြီးဖြစ်တော်သူမှတပါကျန်အိမ်သူအိမ်သားတို့ကို၎င်းထိုသင်္ဘောပေါ်တွင်တင်ဆောင်ပါလေတို့ရတွင်မိမိတို့ကိုမိမိတို့နှိပ်စက်ကလူပြုကြကုန်သောသူတို့နှင့်ပတ်သက်၍မူကားအသင်သည်ငါရှင်မြတ်ထံတော်တွင်တစုံတရာကိုလျှောက်ထားပန်ကြားခြင်းကိုမပြုလေနှင့်ဧကံမလွဲ၎င်းတို့သည်နင်းမြုပ်ခြင်းခံရမည်သူများပင်ဖြစ်ကြကုန်သည်တဖန်အသင်နှင့်တကွအသင်နှင့်အတူလိုက်ပါကြကုန်သောအဖော်များပါသင်္ဘောပေါ်တွင်ကြာနာစွာထိုင်ပြီးကြသောအခါအသင်သည်ချီးမွမ်းထောပနာပေါင်းတို့သည်ကျွန်တော်မျိုးတို့အားမတရားသဖြင့်နှိပ်စက်ကြကုန်သောအမျိုးသား၏ဘေးအန္တရာယ်များမှကင်းလွတ်စေတော်မူသောအလောင်းရှင်မြတ်သည်သာလျှင်ခံယူထိုက်တော်မူပါသည်ဟုရွတ်ဆိုပါလေချီးမွမ်းထောပနာခြင်းပေါင်းတို့သည်ကျွန်တော်မျိုးတို့အားမတရားသဖြင့်နှိပ်စက်ကြကုန်သောအမျိုးသားတို့၏ဘေးအန္တရာယ်များမှကင်းလွတ်စေတော်မူသောအလောင်းရှင်မြတ်သည်သာလျှင်ခံယူထိုက်တော်မူပါသည်ဟုရွတ်ဆိုပါလေထိုမှတပါအသင်သည်သင်္ဘောပေါ်မှဆင်းသောအခါအိုကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ကျွန်တော်မျိုးအားကျက်တည်မင်္ဂလာနှင့်ပြည့်စုံသောနေရာသို့ဆင်းသက်စေတော်မူပါစင်စစ်အရှင်မြတ်သည်အကောင်းဆုံးသောဆင်းသက်စေတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်ဟုလျှောက်ထားပန်ကြားပါလေဧကံမလွဲဤသည့်အထုပ်ပတ်သည့်အကြောင်းတွင်လောင်ရှင်မြတ်၏များစွာသောတတ်သိလက္ခဏာများသည်ရှိကြပေသည်၎င်းပြင်ဧကံစင်စစ်ငါရှင်မြတ်သည်စမ်းသပ်တော်မူမည့်အရှင်မြတ်ပင်ဖြစ်တော်မူပေတည်းထို့နောက်ငါရှင်မြတ်သည်၎င်းတို့၏နောက်တွင်အခြားမျိုးနွယ်ကိုဖန်ဆင်းတော်မူခဲ့၏တဖန်ငါရှင်မြတ်သည်ထိုမျိုးနွယ်တွင်၎င်းတို့အနက်မှပင်ရဆူတမန်တော်တစ်ပါးကိုဆေလွတ်တော်မူ၍ဤသို့မိန့်မှာတော်မူခဲ့၏အသင်တို့သည်လောင်ရှင်မြတ်အားသာလျှင်ခောက်ဝတ်ကိုးကွယ်ကြလေကုန်ထိုရှင်မြတ်မှတပါအသင်တို့အဖို့ခောက်ဝတ်ကိုးကွယ်ရာအရှင်ဟူ၍အလင်းမရှိပြီသို့ပါလျှင်အသင်တို့သည်မကြောက်ရွံ့ကြလေသလော၎င်းပြင်ထိုရဆူတမန်တော်၏အမျိုးသားတို့အနက်အကျဉ်အကြီးအကဲတို့သည်မယုံမကြည်သွေးဖယ်ညင်းပယ်ခဲ့ကြ၏၎င်းပြင်တမန်လွန်ဘဝနှင့်တွေ့ကြုံရင်ဆိုင်ရမည်ကိုလည်းမဟုတ်မမှန်ဟူ၍ညင်းဆိုခဲ့ကြသည်၎င်းပြင်ငါရှင်မြတ်သည်ထိုသူတို့အားဤမျက်မှောက်လောကီဘဝတွင်စည်းစိမ်ချမ်းသာကိုလည်းပေးတော်မူခဲ့၏၎င်းတို့ကမိမိတို့အမျိုးသားတို့အားအချင်းတို့ဤသူသည်အသင်တို့ကဲ့သို့ပင်လူသားတဦးမျှဖြစ်၏
၎င်းသည်အသင်တို့စားသုံးကြကုန်သောအရာများကိုစားသုံးလေသည်ထို့ပြင်အသင်တို့တောက်ကြကုန်သောအရာများကိုပင်တောက်သုံးလေသည်ဟုပြောဆိုခဲ့ကြကုန်၏အကယ်၍အသင်တို့သည်မိမိတို့ကဲ့သို့သောလူသားတစ်ဦး၏အမိန့်ကိုလိုက်နာခဲ့ကြသည်ရှိသောဧကံမလွဲအသင်တို့သည်ဆုံးရှုံးသူများသာလျှင်ဖြစ်ကြပေမည်၎င်းကအသင်တို့တည်ဆုံးကြပြီးနောက်မြေကြီးဖြစ်၍အမျိုးများသာကျန်သောအခါဧကံအမှန်အသင်တို့သည်တင်းញိုင်းတွင်မှပြန်ထွက်ကြရမည်သူများဖြစ်ကြသည်ဟုအသင်တို့အားပြောဆိုသည်မဟုတ်လောဝေးလေစွာအသင်တို့ပြောဆိုခြင်းခံကြရသောကိစ္စသည်အလျင်းမဖြစ်နိုင်ပေအသက်ရှင်ခြင်းဟူသောကျွန်ုပ်တို့၏လောကီဘဝ၌အသက်ရှင်ခြင်းမှတပါအခြားမရှိပေကျွန်ုပ်တို့အနက်အချို့သည်တည်ဆုံးကြလေသည်ထိုနည်းတူစွာကျွန်ုပ်တို့အနက်အချို့မှာအသက်ရှင်လျက်ရှိနေကြပေသည်တို့ရာတွင်ကျွန်ုပ်တို့သည်ရှင်ပြန်ထရမည်သူများအလျင်းမဟုတ်ပေဤသူသည်လောက်ရှင်မြတ်ပေါ်၌မဟုတ်မမှန်မူသားစကားကိုလီဆယ်ပြောဆိုသူတဦးများဖြစ်ပေရာကျွန်ုပ်တို့သည်၎င်းအားယုံကြည်မိသူအလျင်းမဟုတ်ကြကြထိုအခါထိုရစုတမန်တော်ကအိုးကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၎င်းတို့သည်ကျွန်တော်မျိုးအားမဟုတ်မမှန်ဟု၍ငြင်းပယ်ကြပေရာအရှင်မြတ်သည်ကျွန်တော်မျိုးအားကူညီဆောင်မတော်မူပါဟုလျှောက်ထားပန်ကြားခဲ့လေသည်ထိုအခါထိုရှင်မြတ်ကအိုးနဗီတမန်တော်၎င်းတို့သည်အမှန်ပင်မကြာမြင့်မီကာလအတွင်းနောင်နာရမည်သူများဖြစ်ကြသည်ဟုမိန့်ကြားတော်မူခဲ့လေသည်ထို့နောက်အလွန်ပြင်းထန်ကျယ်လောင်စွာသောအသံသည်မှန်ကန်သောချိန်ဆိုချက်နှင့်အညီ၎င်းတို့အားဖမ်းဆီးကွပ်မျက်ခဲ့လေသည်ထိုအခါငါရှင်မြတ်သည်၎င်းတို့အားအမှိုက်တရိုက်များကဲ့သို့ခြေမုံတော်မူခဲ့၏တို့ဖြစ်ပေရာမတရားကျူးလွန်သောထိုမျိုးသားတို့မှဂရုဏာတော်မှကင်းဝေးခဲ့ကြရကုန်တည်းထို့နောက်ငါရှင်မြတ်သည်၎င်းတို့၏နောက်တွင်အခြားသောမျိုးနွယ်တို့ကိုဖန်ဆင်းတော်မူခဲ့၏မည်သည့်အုပ်စုမှပင်မိမိတို့နှင့်ပတ်သက်၍သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သောအချိန်ကာလထက်စောနိုင်သည်လည်းမဟုတ်ပေနောက်ကျနိုင်သည်လည်းမဟုတ်ချေထို့နောက်ငါရှင်မြတ်သည်မိမိရစုတမန်တော်များအားတပါးပြီးတပါးစေလွှတ်တော်မူခဲ့၏မည်သည့်အခါမျိုးမဆိုအုပ်စုတစု၏ထံသို့၎င်း၏ရစုတမန်တော်သည်ပွင့်ရောက်ခဲ့ပါလျှင်ယင်းအုပ်စုသည်ထိုရစုတမန်တော်အားမဟုတ်မမှန်ဟု၍ငြင်းပယ်ခဲ့ကြသည်သာတို့ဖြစ်ပေရာငါရှင်မြတ်သည်၎င်းတို့အားတဦး၏နောက်သို့တဦးကိုလိုက်စေတော်မူခဲ့၏ထို့ပြင်ငါရှင်မြတ်သည်၎င်းတို့အားတရားရဖွယ်ရာအကြောင်းများပြုလုပ်တော်မူခဲ့၏တို့ဖြစ်ပေရာသက်ဝင်ယုံကြည်ခြင်းမရှိသောသူတို့သည်ဂရုဏာတော်မှကင်းဝေးခဲ့ကြရလေသတည်းထို့နောက်ငါရှင်မြတ်သည်နဗီတမန်တော်မူဆာအား၎င်းထိုနဗီတမန်တော်မူဆာ၏နောင်တော်နဗီတမန်တော်ဟာရွန်းအား၎င်းမိမိအမိန့်ပညတ်တော်များနှင့်ထင်ရှားလာစွာသောတတ်သိတာရကနှင့်တကွဆေလွတ်တော်မူခဲ့၏ဖီအောင်၏ထံသို့၎င်းထိုဖီအောင်၏မူးမတ်တို့ထံသို့၎င်းတို့ရာတွင်၎င်းတို့သည်မောက်မာခဲ့ကြကုန်၏စင်စစ်၎င်းတို့သည်ရှေးဦးမစွာကပင်မောက်မာသူများဖြစ်ခဲ့ကြကုန်၏တို့အတွက်ကြောင့်ပင်၎င်းတို့သည်ဤသို့ပြောဆိုခဲ့ကြကုန်၏ကျွန်ုပ်တို့သည်မိမိတို့ကဲ့သို့သောလူသားနှစ်ဦးကိုပင်ယုံကြည်ကြရမည်လောစင်စစ်တော်က၎င်းတို့နှစ်ဦး၏အမျိုးသားတို့မှာကျွန်ုပ်တို့၏လက်အောက်ခံကြေးကြော်များပင်ဖြစ်ကြကုန်၏အချုပ်မှာ၎င်းတို့သည်ထိုနဗီတမန်တော်မူဆာနှင့်နဗီတမန်တော်ဟာရွန်းနှစ်ပါးစလုံးကိုမဟုတ်မမှန်ဟု၍ငြင်းပယ်ခဲ့ကြကုန်၏တို့ဖြစ်ပေရာယင်းဖီအောင်နှင့်မူးမတ်တို့သည်ပျက်စီးခဲ့ကြရကုန်သည်အမှန်တော်ကဖီအောင်နှင့်၎င်း၏မူးမတ်များတေးချေပျက်စီးကြပြီးနောက်ငါရှင်မြတ်သည်နဗီတမန်တော်မူဆာအားတောရကျမ်းဂန်ကိုချီးမြှင့်ပေးသနာတော်မူခဲ့လေသည်သို့မှသာလျှင်နဗီတမန်တော်မူဆာ၏ယင်းဣသရေလအမျိုးသားများတရားလက်မှန်ကိုရရှိကြပေမည်စင်စစ်ငါရှင်မြတ်သည်မရိယမ်၏သားတော်ဤစာနှင့်ထိုသားတော်၏မယ်တော်မရိယမ်အားကြီးကျယ်သောတတ်သိလက္ခဏာတပါးပြုလုပ်တော်မူခဲ့၏ထိုမှတပါးငါရှင်မြတ်သည်ထိုသားမိနှစ်ပါးစလုံးကိုတဲခိုရန်တင့်လျော်၍ဆိုပြေသောစီးတွေ့သောရေများလည်းရှိသောကမူ၌ခိုလုံစေတော်မူခဲ့၏အိုရဆူတမန်တော်အပေါင်းတို့အသင်တို့သည်ဟလာစင်ကြယ်တန်ရှင်းသောအရာများကိုစားသုံးကြလေကုန်၎င်းပြင်အသင်တို့သည်ကောင်းမြတ်သောအကျင့်သီလကိုကျင့်မှုစောင့်တည်ကြလေကုန်
ဧကအမှန်ငါရှင်မြတ်သည်အသင်တို့ကျင့်မှုကြသည်တို့ကိုအကျွမ်းမဲ့သိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ၏၎င်းပြင်ဧကံမလွဲဤသည်အသင်တို့၏သာသနာပင်တခုတည်းသောသာသနာထိုမှတပါငါရှင်မြတ်သည်အသင်တို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေရာအသင်တို့သည်ငါရှင်မြတ်အားသာလျှင်ကြောက်ရွံ့ကြလေကုန်တို့ရာတွင်ထိုနောက်လိုက်များသည်မိမိတို့အချင်းချင်းတွင်မိမိတို့၏သာသနာကိုအပိုင်းပိုင်းဖြတ်ခါအုပ်စုအသီးသီးဖြစ်သွားခဲ့ကြကုန်၏အုပ်စုတိုင်းသည်မိမိတို့၌ရှိသောသာသနာနှင့်ပျော်ပိုက်လျက်ရှိကြကုန်၏တို့ဖြစ်ပေရာအိုနဗီတမန်တော်အသင်သည်၎င်းတို့အား၎င်းတို့၏မှောင်မားမှု၌ပင်သတ်မှတ်ပြီးဖြစ်သောအချိန်ကာလတိုင်အောင်စွန့်ထားပါလိအတိုးပါနည်း၎င်းတို့သည်ထဲမှတ်ကြလေသလောငါရှင်မြတ်သည်၎င်းတို့အားဥစ္စာပစ္စည်းနှင့်သားရတနာများပေးတော်မူသည်မှာ၎င်းတို့အားငါရှင်မြတ်သည်ကောင်းကျိုးများကိုစောလင်စွာပေးတော်မူသည်ဟုထို့သောအလင်းမဟုတ်စင်စစ်မှာက၎င်းတို့သည်မသိနားမလဲကြကြအမှန်စင်စစ်မိမိတို့ကိုဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အားကြောက်ရွံ့ယိုသည်ခံရမှုကြောင့်စိုးရိမ်မကင်းဖြစ်နေကြသူတို့သည်၎င်းမိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏တတ်သိလက္ခဏာတော်များကိုယုံကြည်သူတို့သည်၎င်းမိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တဆုံတရာကိုမှတွဲဖက်နိုင်ရှင်ကိုးကွယ်မှုကိုမပြုကြသောသူတို့သည်၎င်းအကျင့်သူတို့သည်၎င်းထိုသူတို့သည်မိမိတို့ပေးကမ်းစွန့်ကြဲကြသည်များကိုပေးကမ်းစွန့်ကြဲလျက်ရှိကြညာတော်လဲမိမိတို့သည်မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်သို့ပြန်သွားကြရမည်ဖြစ်သောကြောင့်၎င်းတို့၏စိတ်နှလုံးများမှမူကားထိတ်လန့်စိုးရိမ်လျက်ရှိကြကုန်၏ထိုသူတို့သည်ကောင်းမှုများကိုကြိုးပမ်းဆောင်ရွက်ကြသည်ဖြစ်ပေရာ၎င်းတို့သည်ပင်ရင်းကောင်းကျိုးများကိုရှေးဥစွာရရှိကြမည်သူများဖြစ်ကြကုန်တည်းအမှန်စင်စစ်ငါရှင်မြတ်သည်မိသူတဦးတယောက်ကိုမှ၎င်းတို့၏စွမ်းရည်ထက်ပို၍တာဝန်ထမ်းဆောင်စေတော်မူသည်မဟုတ်ပေ၎င်းပြင်ငါရှင်မြတ်ထံတော်တွင်မှတ်တမ်းစာအုပ်တအုပ်ရှိနေပေရာထိုမှတ်တမ်းစာအုပ်သည်တိကျမှန်ကန်စွာထုတ်ဖော်ပြောဆိုမည်ဖြစ်သည်တို့ရာတွင်၎င်းတို့သည်စိုးစင်းများပင်မတရားနှိပ်စက်ခြင်းကိုခံကြရမည်မဟုတ်ပေထို့သောအလင်းမဟုတ်စင်စစ်မှာက၎င်းတို့၏စိတ်နှလုံးများသည်ဤချက်နှင့်ဆက်လင်း၍မတိမိုင်မဲမှု၌ပင်ရှိနေကြပေသည်ထိုမှတပါ၎င်းတို့၌၎င်းတို့လုတ်ကင်ဆောင်ရွက်လျက်ရှိကြကုန်သောအခြားဆောင်ရွက်ချက်များလည်းရှိကြသည်နောက်ဆုံးတွင်ငါရှင်မြတ်သည်၎င်းတို့အနက်မှစီးစိမ်ရှင်တို့အားပြစ်ဒဏ်ဖြင့်ဖမ်းဆီးကွပ်မျက်တော်မူသောအခါ၎င်းတို့သည်ရုတ်တရက်အော်ဟစ်ငိုကြွေးကြပေသည်ထိုအခါ၎င်းတို့သည်ငါရှင်မြတ်ထံတော်မှအသင်တို့သည်ဤနေ့တွင်အော်ဟစ်ငိုကြွေးခြင်းကိုမပြုကြကုန်လျှင်အကြောင်းတော်ကယနေ့ပင်အသင်တို့သည်ငါရှင်မြတ်ထံတော်မှမည်သို့မှကူညီဆောင်မတော်မူခြင်းကိုခံကြမည်မဟုတ်ပြီဟုအဖြေရရှိကြမည်ဖြစ်၏ဧကံမလွဲငါရှင်မြတ်၏အာယတ်တော်များသည်အသင်တို့ရှိဝဲဖတ်ကြားခြင်းကိုခံခဲ့ကြရလေသည်ထိုအခါအသင်တို့သည်မိမိတို့၏ခြေဖနှောက်များကိုပြန်ဆုပ်ခဲ့ကြလေသည်မထီလေးစားပြုလုပ်ကြလျက်ဤကိုယ်တိုင်ကျမ်းတော်များနှင့်ဆက်လင်း၍ညင်းအချိန်များတွင်အကြောင်းမဲ့အချီးနှီးသောစကားများကိုပြောဆိုကြလျက်သို့ပါလျက်၎င်းတို့သည်လောက်ရှင်မြတ်၏အာယတ်တော်များကိုနက်နဲစွာဆင်ခြင်သုံးသပ်ခြင်းမပြုခဲ့ကြလေသလောတို့ဒီမဟုတ်၎င်းတို့၏ရှေးဟောင်းလူကြီးများဖြစ်သောအဘဘိုးဘေးဘီပင်တို့ထံရောက်ရှိမလာခဲ့ဘူးသောအရာသည်ယခု၎င်းတို့ထံရောက်ရှိလာခဲ့လေသလောတို့ဒီမဟုတ်၎င်းတို့သည်မိမိတို့ထံပွင့်ရောက်လာသောရစုတမန်တော်အားမသိခဲ့ကြသောကြောင့်ထိုရစုတမန်တော်အားညှင်းပယ်ခဲ့ကြလေသလောတို့ဒီမဟုတ်၎င်းတို့သည်ထိုရစုတမန်တော်၌ယူသွခြင်းဝေဒနာရှိသည်ဟုပြောဆိုကြလေသလောထို့သောအလျက်မဟုတ်စင်စစ်မှာကထိုရစုတမန်တော်သည်၎င်းတို့ထံအမှန်တရားကိုဆောင်ယူခဲ့လေသည်တို့ရာတွင်၎င်းတို့အနက်အများစုမှမူကားအမှန်တရားကိုဆက်ဆုပ်သူများပင်ဖြစ်ကြကုန်၏စင်စစ်တော်ကအကယ်၍သာအမှန်တရားသည်လောက်ရှင်မြတ်သည်၎င်းတို့၏အလိုဆန္ဒများကိုလိုက်နာခဲ့ပါလေမိုးကောင်းငယ်များသည်၎င်းပထဝီမြေသည်၎င်းရင်းမိုးကောင်းငယ်များ၌ပထဝီမြေ၌ရှိသူတို့သည်၎င်းအမှန်ပင်ပျက်စီးသွားခဲ့ကြမည်သာထို့သောအလင်းမဟုတ်စင်စစ်မှာကအလောက်ရှင်မြတ်သည်၎င်းတို့ထံ၎င်းတို့အဖို့အဆုံးအမဩဝါဒကိုထုတ်ပြန်ပို့ဆောင်တော်မူခဲ့၏သို့ပါလျက်၎င်းတို့သည်မိမိတို့အဖို့ဖြစ်သောအဆုံးအမဩဝါဒမှာပင်မျက်နှာလွှဲခဲ့ကြကုန်၏
သူဒီမဟုတ်အသင်သည်၎င်းတို့ထံတစုံတရာအခကြေးငွေကိုတောင်းဆိုလေသလောဤသို့လည်းမဟုတ်အဘယ်ကြောင့်ဆိုသောအသင်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှအခကြေးငွေသည်အကောင်းဆုံးပဲစင်စစ်တော်ကထိုရှင်မြတ်သည်ရိတ်ခါပေးသူတို့အနံ့အကောင်းဆုံးသောအရှင်မြတ်ပင်ဖြစ်တော်မူ၏စင်စစ်တော်ကဧကံမလွယ်အသင်သည်၎င်းတို့အားဖြောင့်မတ်မှန်ကန်သောတရားလမ်းမှန်သို့အမှန်ပင်ဖိတ်ခေါ်လျက်ရှိပေသည်တို့ရတွင်ဧကံစင်စစ်တက်မလွန်ဘဝကိုမယုံကြည်သောသူတို့မှမူကားထိုဖြောင့်မတ်မှန်ကန်သောတရားလမ်းမှလွှဲဖယ်သူများပင်ဖြစ်ကြကုန်၏စင်စစ်အကယ်၍ငါရှင်မြတ်သည်၎င်းတို့အပေါ်၌တနာကရုဏာပြုတော်မူခဲ့သောထို့ပြင်ငါရှင်မြတ်သည်၎င်းတို့၌တက်ရောက်နေသောဘေးဒုက္ခကိုပပျောက်စေတော်မူခဲ့သော၎င်းတို့သည်မိမိတို့၏လမ်းမှားမှု၌ပင်တဝဲလေလေဖြစ်ကြလျက်ကောင်းမာမြဲမာနေကြမည်သာတည်း၎င်းပြင်မလွဲဧကံငါရှင်မြတ်သည်ထိုသူတို့အားပြစ်ဒဏ်ဖြင့်ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသည်သို့တစေလည်း၎င်းတို့သည်မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်တွင်ကျိုးတော်နှိမ့်ကြလာခဲ့သည်လည်းမရှိပေတိုးရှိုးတောင်းပန်အသနာခံခဲ့ကြသည်လည်းမရှိကြနောက်ဆုံး၌အကျဉ်ခါဝယ်ငါရှင်မြတ်သည်၎င်းတို့ပေါ်၌ပြင်းထန်လာသောပြစ်ဒဏ်၏တကားကိုဖွင့်လှစ်တော်မူခဲ့ပါလျှင်ထိုအခါတွင်မူ၎င်းတို့သည်မျှော်လင့်ချက်လုံးဝကင်းသွားကြပေမည်စင်စစ်သောကထိုရှင်မြတ်သည်ပင်အသင်တို့ဖို့နားများကို၎င်းမျက်စိများကို၎င်းစိတ်နှလုံးများကို၎င်းဖန်ဆင်းတော်မူခဲ့၏တို့ရာတွင်အသင်တို့သည်အနှဲငယ်ဆိုးစင်းများသာလျှင်ကျေးဇူးတည်တတ်ကြကုန်၏၎င်းပြင်အရှင်မြတ်သည်ပင်အသင်တို့အားပထဝီမြေဝဲပြန့်နှံ့ပွားများစေတော်မူခဲ့သောအရှင်ဖြစ်တော်မူ၏၎င်းပြင်အသင်တို့သည်ထိုရှင်မြတ်ထံတော်သို့ပင်စုယုံကြရပေမည်ထို့ပြင်ထိုရှင်မြတ်သည်ပင်အသက်ရှင်စေတော်မူသည်အသက်တည်စေတော်မူသည်ထိုမှတပါညင်းနှင့်နေတို့၏အလှည့်ကျအပြောင်းလဲသည်လည်းထိုရှင်မြတ်လက်တော်တွင်၌သာရှိပေသည်သို့ပါလျက်အသင်တို့သည်အသိဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်ခြင်းမပြုကြလေသလောထို့သို့အလင်းမဟုတ်စင်စစ်မှာက၎င်းတို့သည်ရှေးသူဟောင်းတို့ပြောဆိုခဲ့ကြသည့်နည်းတူပြောဆိုကြကုန်၏ထိုရှေးသူဟောင်းတို့ကပြောဆိုခဲ့ကြသည်မှာကျွန်ုပ်တို့သည်သေဆုံးကြပြီးနောက်မြေကြီးဖြစ်၍အယိုးများသာကျန်ရှိကြသောအခါကျွန်ုပ်တို့သည်ရှင်ပြန်ထစေခြင်းကိုခံကြရအောင်မည်လောမချွတ်ဧကံဤသည်ကိုကျွန်ုပ်တို့သည်၎င်းကျွန်ုပ်တို့၏အဘဘိုးဘီတို့သည်၎င်းရှေးရခင်ကပင်ဂရိပေးချင်းချက်ခြင်းကိုခံခဲ့ကြရလေပြီစင်စစ်သောကဤသည်ရှေးသူဟောင်းတို့၏ယုတ်တိကဲမဲ့သောဒဏ္ဍာ၏များသာဖြစ်ချေတည်းအိုနဗီတမန်တော်အသင်သည်ရဲမကာမြို့သားမုရှရစ်တို့အားဤသို့ပြောဆိုမေးမြန်းပါလေအချင်းတို့အကယ်၍အသင်တို့သိရှိကြလင်ငါအားပြောပြကြလေကုန်ပထဝီမြေကို၎င်းထိုပထဝီမြေ၌ရှိသူတို့ကို၎င်းမြည်သူစိုးပိုင်သည်နီ၎င်းတို့ကအလောရှင်မြတ်စိုးပိုင်တော်မူသောအရာများဖြစ်သည်ဟုအမှန်ပင်ဖြေကြားကြပေလိမ့်မည်ထိုကအသင်သည်၎င်းတို့အားအချင်းတို့သို့ပါလျက်အသင်တို့သည်မစင်ကြယ်မသုံးသပ်ကြလေသလောဟုပြောကြပါလေအိုနဗီတမန်တော်အသင်သည်၎င်းတို့အားအချင်းတို့မိုးခုနထက်ကိုစိုးပိုင်တော်မူသောအရှင်သည်၎င်းမြင့်မြတ်လှစွာသောအရှ်ပလန်တော်ကိုစိုးပိုင်တော်မူသောအရှင်သည်၎င်းမြည်သူနည်းဟုမေးမြန်းပါအောင်လေဤသည်တို့သည်လည်းလောက်ရှင်မြတ်စိုးပိုင်တော်မူသောအရာများသာဖြစ်သည်ဟု၎င်းတို့ကအမှန်ပင်ဖြေကြားပေလိမ့်မည်ထိုက၎င်းတို့ကအချင်းတို့သို့ပါလျက်အသင်တို့သည်လောက်ရှင်မြတ်အားမကြောက်ရွံ့ကြလေသလောဟုပြောကြပါလေအိုနဗီတမန်တော်အသင်သည်၎င်းတို့အားဤသို့ပြောဆိုမေးမြန်းပါလေအချင်းတို့အကယ်၍အသင်တို့သည်သိရှိကြလင်ငါအားပြောပြကြလေကုန်ထိုရှင်သည်မည်သူနည်းအရာခတ်သိမ်းတို့ကိုစိုးပိုင်ခွင့်သည်ထိုရှင်မြတ်၏လက်တော်တွင်၌ရှိ၏၎င်းပြင်ထိုရှင်မြတ်သည်ကာကွယ်ဆောင်ရှောက်တော်မူ၏တို့ရာတွင်ထိုရှင်မြတ်နှင့်ဆန့်ကျင်၍မူကားမည်သူတဦးတယောက်မျှပင်ကာကွယ်ဆောင်ရှောက်နိုင်ခြင်းမရှိကြဤမည်သောဂုဏ်တော်များလည်းအလောရှင်များ၌သာရှိကြောင်းအမှန်ပင်၎င်းတို့ကပြောကြားကြပေလိမ့်မည်ထိုအခါ၎င်းတို့ကအသင်ကတို့ဖြစ်လင်အသင်တို့သည်အဘယ်ကြောင့်တေးဝေနေကြပါသနည်းဟုပြောကြပါလေထို့သောအလင်းမဟုတ်စင်စစ်မှာကငါရှင်မြတ်သည်၎င်းတို့ထံအမှန်တရားကိုထုတ်ပြန်ပို့ဆောင်တော်မူခဲ့၏ထို့ပြင်၎င်းတို့သည်ထိုအမှန်တရားကိုငြင်းပယ်ရာတွင်မူသားပြောဆိုသူများပင်ဖြစ်ကြကုန်သည်လောင်ရှင်မြတ်သည်သားတော်ဟူ၍တဦးတယောက်မျှပင်ရွေးချယ်ပြုလုပ်ထားတော်မူသည်မဟုတ်ပေ
ထိုနည်းတူစွာထိုရှင်နှင့်အတူကိုးကွယ်ရဟု၍လည်းအခြားတဦးတယောက်များပင်အလျက်မရှိကြသို့ရှိခဲ့ပါမူကိုးကွယ်ရတိုင်းသည်မိမိဖန်ဆင်းထားသောအရာခတ်သိမ်းတို့ကိုအမှန်ပင်ခေါ်ဆောင်၍ထွက်ခွာသွားခဲ့မိသာမကထိုကိုးကွယ်ရာတို့အနက်တဦးသည်တဦး၏အပေါ်၌မူချလွှမ်းမိုးခဲ့မိသာလောက်ရှင်မြတ်သည်၎င်းတို့ကြံဖန်ဆွဆွဲပြောဆိုကြကုန်သောအကြောင်းကိစ္စတို့မှာလုံးဝစင်ကြယ်တန်ရှင်းတော်မူ၏မျက်ကွယ်၌ရှိသမျှတို့ကို၎င်းမျက်မှောက်၌ရှိသမျှတို့ကို၎င်းအကျွမ်းမဲ့သိမြင်တော်မူသောအရှင်တို့ဖြစ်ပေရာထိုရှင်မြတ်သည်၎င်းတို့တွဲဖက်နှိုင်းရှင်ကိုးကွယ်ကြသည်တို့ထက်လွန်စွာမြင့်မြတ်လှတော်မူပေတည်း။အိုနဗီတမန်တော်အသင်သည်ဤသို့လျှောက်ထားပါလေ။အိုကျွန်တော်မျိုး၏အရှင်မြတ်အကယ်၍အရှင်မြတ်သည်ထိုကာဖတ်သွေဖယ်ညင်းပယ်သောသူတို့ချင်းချက်ချင်းခံကြရကုန်သောပြစ်ဒဏ်ကိုကျွန်တော်မျိုးအားပြသတော်မူလျင်အိုကျွန်တော်မျိုး၏ရှင်မြတ်ထိုအခါအရှင်မြတ်သည်ကျွန်တော်မျိုးအားကျူးလွန်သောအမျိုးသားတွင်ပါဝင်စေတော်မမူပါနှင့်စင်စစ်တော်ကဧကံမလွဲငါရှင်မြတ်သည်၎င်းတို့အားချင်းချက်တော်မူသောပြစ်ဒဏ်ကိုအသင့်အားပြသတော်မူရန်တက်ဆွမ်းနိုင်တော်မူသောအရှင်အမှန်ပင်ဖြစ်တော်မူ၏အိုနဗီတမန်တော်အသင်သည်ထိုကာဖတ်သွေဖယ်ညင်းပယ်သောသူတို့၏ဆိုးရွားသောပြုမှုချက်တို့ကိုအကောင်းဆုံးသောနည်းဖြင့်တွန်းလှန်ပါလေငါရှင်မြတ်သည်အသင်အား၎င်းတို့ကြံဖန်ပြောဆိုဆွဆွဲကြသည်များကိုကောင်းစွာသိရှိတော်မူပေသည်၎င်းပြင်အသင်သည်ဤသို့လျှောက်ထားပန်ကြားပါလေအိုကျွန်တော်မျိုး၏အရှင်မြတ်ကျွန်တော်မျိုးသည်ရှိုက်တန်မိစ္ဆာကောင်းတို့၏တိုက်တွန်းနှိုးဆော်ချက်တို့မှလွတ်ကင်းရန်အရှင်မြတ်၏အကာအကွယ်ကိုရလိုပါ၏ထိုနည်းတူစွာကျွန်တော်မျိုးသည်မိမိထံသို့ထိုရှိုက်တန်မိစ္ဆာကောင်းများရောက်ရှိမလာနိုင်ကြရန်လည်းအရှင်မြတ်၏အကာအကွယ်ကိုရလိုပါ၏ထိုကာဖာတို့သည်နောင်တရကြမည်သူမဟုတ်ပေနောက်ဆုံးတွင်၎င်းတို့အနက်တဦးတယောက်၏ထံသို့မရဏတေခြင်းတရားသည်ရောက်ရှိလာသောအခါထိုသူသည်ဤသို့လျှောက်ထားလေ၏အိုကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ကျွန်တော်မျိုးအားပြန်လွှတ်တော်မူပါကျွန်တော်မျိုးသည်မိမိဆွမ်းထားခဲ့သောလောကသို့ပြန်သွား၍ကောင်းမြတ်သောအကျင့်သီလကိုကျင့်မှုစောင့်တည်အံ့သောငါအလျက်မဖြစ်နိုင်ပြီဧကန်စင်စစ်ဤသည်ကထိုသူသည်မိမိနှုတ်ဖြင့်သာပြောဆိုနေသောစကားတခွန်းများပင်စင်စစ်၎င်းတို့၏ရှေ့ဝဲ၎င်းတို့ရှင်ပြန်ထားမည်နေ့တိုင်အောင်အကာအစီးတစ်ခုရှိနေကြပြီတကားထိုနောက်တဘိုးမှုတ်သောအခါ၎င်းတို့အချင်းချင်းတွင်သွေးတော်ဆက်ခြင်းများလျင်အလျင်းရှိလိမ့်မည်မဟုတ်အချင်းချင်းတဦးကိုတဦးမေးမြန်းကြမည်လည်းမဟုတ်ချေထိုနောက်ထိုနေ့တွင်ကောင်းမှုပတ်၌အလေးချိန်သာသောသူတို့သည်သာလျှင်အောင်မြင်မှုရရှိသူများဖြစ်ကြကုန်၏တို့ရာတွင်ကောင်းမှုပတ်တွင်အလေးချိန်ပေါ်လျော့နေသူတို့မူကားမိမိတို့ကိုယ်ကိုမိမိတို့ပင်ဆုံးရှုံးစေခဲ့သူများဖြစ်ကြပေရာ၎င်းတို့သည်ဂျဟန္နမ်ငရဲပုံ၌ထာဝစဉ်နေထိုင်ကြရပေမည်ငရဲမိသည်၎င်းတို့၏မျက်နှာများကိုလောင်ကျွမ်းလျက်ရှိပေမည်ထို့ပြင်၎င်းတို့သည်ရင်းငရဲပုံ၌ရုပ်ဆင်းတရံပြည့်ရွံ့လျက်ရှိကြမည်ဖြစ်သည်ထိုအခါလောက်ရှိမြတ်သည်၎င်းတို့အားဤသို့မိန့်ကြားတော်မူပြီမည်ငါရှင်မြတ်၏အာရတော်များသည်အသင်တို့ရှေ့မှဝယ်ဖတ်ကြားခြင်းခံခဲ့ရသောအခါအသင်တို့သည်ယင်းအာရတော်များကိုမဟုတ်မမှန်ဟု၍ငင်းပယ်လေးရှိခဲ့ကြသည်မဟုတ်လောထိုအခါ၎င်းတို့သည်ဤသို့လျှောက်ထားကြပေမည်အိုကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်စင်စစ်ကျွန်တော်မျိုးတို့၏ကုသိုလ်ကံဆိုးမှုသည်ကျွန်တော်မျိုးတို့ပေါ်၌လွှမ်းမိုးဖိစီးခဲ့ပါသည်ထို့ပြင်ကျွန်တော်မျိုးတို့သည်လမ်းမသူများလည်းဖြစ်ခဲ့ကြပါသည်အိုကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ကျွန်တော်မျိုးတို့အားဤဂျဟန္နမ်ငရဲပုံမှထုတ်ယူတော်မူပါတပံကယ်၍ကျွန်တော်မျိုးတို့သည်ဤသို့သောအပြုမှုမျိုးကိုထပ်မံ၍ပြုလုပ်ခဲ့ကြပါလျင်ထိုအခါကျွန်တော်မျိုးတို့သည်ပြစ်မှုကျူးလွန်သူများအမှန်ပင်ဖြစ်ကြပါမည်ထိုအခါထိုရှင်မြတ်သည်ဤသို့မိန့်ကြားတော်မူမည်အသင်တို့သည်ယင်းဂျဟန္နမ်ငရဲပုံ၌ဂုံရည်သေးသိမ်စွာမောင်းထုတ်ခြင်းခံရသူများအဖြစ်ရှိနေကြလေကုန်၎င်းပြင်အသင်တို့သည်ငါရှင်မြတ်နှင့်အလျင်းစကားမပြောဆိုကြကုန်လျင်ဧကန်စင်စစ်ငါရှင်မြတ်၏ကျွန်တို့အနက်လူတစုသည်ရှိခဲ့ကြကုန်၏၎င်းတို့သည်ငါရှင်မြတ်ထံတော်တွင်ဤသို့လျှောက်ထားပန်ကြားလျက်ရှိခဲ့ကြကုန်၏အိုကျွန်တော်မျိုးအားဖန်ဆင်းမှုတော်မူသောအရှင်မြတ်ကျွန်တော်မျိုးတို့သည်သက်ဝင်ယုံကြည်ကြပါသည်ထို့အတွက်အရှင်မြတ်သည်ကျွန်တော်မျိုးတို့အားလူငင်းချမ်းသာခွင့်ပေးတော်မူပါထို့ပြင်ရှင်မြတ်သည်ကျွန်တော်မျိုးတို့အားတနာတော်မူပါစင်စစ်တော်ကအရှင်မြတ်သည်တနာကျင်နာသူအပေါင်းတို့ထက်တာလွန်တနာကျင်နာတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်ထိုကအသင်တို့သည်၎င်းတို့အားပြတ်ချော်ပြောင်းလောင်ပွဲရာပြုလုပ်ခဲ့ကြသည်ကုန်၏နောက်ဆုံးတွင်၎င်းတို့အားအသင်တို့၏ပြတ်ချော်မှုသည်အသင်တို့ကိုငါရှင်မြတ်အားတရိယာခြင်းမှ
မေးပြောက်စေခဲ့ကုန်သည်၎င်းဖြင့်အသင်တို့သည်ထိုသူတို့ပေါ်၌ရဲမောလျက်ပင်ရှိခဲ့ကြကုန်၏ယနေ့ငါရှင်မြတ်သည်ထိုသူတို့အား၎င်းတို့၏တီးခံမှုကြောင့်ကောင်းကျိုးကိုချီးမြှင့်တော်မူလိုက်ပြီးမုတ်ချဧကံ၎င်းတို့သည်သာအောင်မြင်သူများဖြစ်ကြကုန်သည်ထိုရှင်မြတ်သည်၎င်းတို့အားအသင်တို့သည်ကဘာမြေဝဲနှစ်ပရိစေဒအရေအတွက်အားဖြင့်မြည်များကြအောင်နေခဲ့ကြသည်နည်းဟုမိန့်ကြားတော်မူမည်ထိုအခါ၎င်းတို့ကကျွန်တော်မျိုးတို့သည်တနေ့တိတိတော်၎င်းတနေ့ရော့ရော့တော်၎င်းနေခဲ့ကြပါသည်သို့ပါ၍အရှင်မြတ်သည်ရေတွက်သူများဖြစ်သောမလားဧကကောင်းငယ်တမန်တို့အားမေးမြန်း၍ကြည်တော်မူပါဟုလျှောက်ထားကြပေမည်ထိုအခါထိုရှင်မြတ်ကဤသို့မိန့်ကြားတော်မူမည်အသင်တို့သည်ကဘာမြေဝဲအနှဲငယ်များသာကြာမြင့်ခဲ့ကြပေသည်အကယ်၍သာဤသည်ကိုအသင်တို့သည်ယခင်ကပင်သိရှိခဲ့ကြလင်ကောင်းလေစွာတကားအသင်တို့သည်မိမိတို့အားငါရှင်မြတ်ကအချီးနှီးအကျိုးမဲ့သာဖန်ဆင်းတော်မူခဲ့သည်ဟု၍၎င်းအသင်တို့သည်ငါရှင်မြတ်ထံတော်သို့ပြန်လည်ရောက်ရှိကြရမည်မဟုတ်ဟု၍၎င်းထင်မှတ်ခဲ့ကြလေသလောစင်စစ်လောရှင်မြတ်သည်ယင်းကဲ့သို့အချီးနှီးပြုလုပ်တော်မူခြင်းမှာလုံးဝကင်းစင်မြင့်မြတ်လာတော်မူသောဘုရင်မင်းမြတ်အစစ်အမှန်ဖြစ်တော်မူ၏ထိုရှင်မြတ်မှတပါခဝတ်ကိုယ်ွယ်ရာအရှင်ဟူ၍အလင်းမရှိပြီထိုရှင်မြတ်သည်မြင့်မြတ်လာစွာသောအရှ်ပလင်တော်ကိုစိုးပိုင်တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ၏စင်စစ်တော်ကမိသူမဆိုလောရှင်မြတ်နှင့်တွဲဖက်နိုင်ရှင်၍အကြောင်းမဲ့အထောက်အထားမဲ့အခြားကိုယ်ွယ်ရာတစ်စုံတစ်ရာကိုဟစ်ခေါ်စည်းကပ်ကိုယ်ွယ်သည်ရှိသောထိုသူအားစစ်ဆေးရန်မှာ၎င်းအားဖန်ဆင်းမွေးမှုတော်မူသောအရှင်မြတ်ထံတော်၌သာလျှင်ရှိပေသည်ဧကံမလဲကာဖန်တွေ့ပင်ညင်းပယ်သောသူတို့ကအောင်မြင်မှုရရှိကြမည်မဟုတ်ပေ၎င်းဖြင့်အိုနဗီတမန်တော်အသင်သည်ဤသို့လျှောက်ထားပန်ကြားပါလေကျွန်တော်မျိုးတို့၏အရှင်မြတ်သည်ကျွန်တော်မျိုးအားခွင့်လွှတ်တော်မူပါထို့ပြင်ရှင်မြတ်သည်ကျွန်တော်မျိုးပေါ်၌တနာကျင်နာတော်မူပါစင်စစ်တော်ကအရှင်မြတ်သည်တနာကျင်နာသူအပေါင်းတို့ထက်သာလွန်တနာကျင်နာတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်